တရားသစေဖုတ်ပိတ်တာမြေပုတ်ဘလူးနော်သူများတွေကနှောက်ရက်မှာဆိုလို့မြင်ရမှာဆိုလို့အဆောင်တွေလုပ်တယ်ရေရာတွေလုပ်တယ်လက်ဖို့တွေဆောင်ရတယ်ပေါ့ကိုကန်ရင်းတွေထိုးကြတယ်ဆေးတွေပေါက်ကြတယ်နော်ကိုကန်ရင်းတွေတောက်တယ်ဆေးတွေပေါက်တယ်ဒါပေမဲ့သားလေးတယောက်ကပြောတယ်အဘကြီးတရားမြင်တဲ့ဂါရာလေးပါကြီးကိုရှိသမီးသားကိုရှိရင်ပေးပါတဲ့ဒါမှမဟုတ်လည်းတရားမြင်တဲ့ဆေးရှိလို့ရှိရင်ပေးပါပါကြီးရဲ့တားမအကြောင်းရှိလို့ပါဒါတရားကိုကြည့်ကျင်လို့ပါတဲ့ဆိုတော့ဟာသားကြီးသူများတွေကတရားမြင်ရမှာဆိုလို့တော့မဘာကြီးကဆေးတွေပါတယ်အကာကိုတွေလုပ်တယ်မင်းကဘယ်လိုဖြစ်တာလဲဘာကြီးတားမတကယ်အကြောင်းရှိလို့ပါဘာကြီးကျွန်တော်အရေးကြီးလို့ပါကျွန်တော်ကူညီစမ်းပါအောင်နဲ့ပြောတော့ဒီသားလေးလိုပဲလေအခြားမယုံကြည်လို့မြင်ရင်လည်းလို့ရှိမယ်နော်အကြောင်းအမျိုးမျိုးကြောင့်တရားသစေမြင်ရင်လည်းလို့ရှိရင်ဘာကြီးကလေးပြောပြမယ်ဘာကြီးတို့ဘကိုးရိုးမာထဲမှာဆိုရင်နှစ်ဆန်းတရက်နေ့ဆိုရင်တရားသစေနှင်းနေဆိုတာရှိတယ်ကွာနော်တန်ဖုံးတွေတီးပြီးတော့နှင်းရတယ်ကွာအရှိကလည်းတရားသစေကိုရိတ်ခါပို့တယ်လို့ရှိသေးတယ်ကွာဆန်နေစီငရုတ်စီစားထုတ်ပြီးတော့အရှိကနေပြေးကြတယ်နောက်ကလူကရှိကပြေးတရားနောက်ကလိုက်ထင်မှာရဲ့ကွာသူတို့တင်ကြိုင်ကုန်းရောက်တော့ဆန်စီငရုတ်ကြက်တောင်ထားခဲ့ပြီးတော့တရားတွေစားကြဆိုပြီးတော့ပြန်လာကြတယ်အဲ့လိုသူအယူဆရှိတယ်နိအဲ့ဒါဘာကြီးတို့အကိုတွေကငါးဖမ်းတဲ့အုပ်ဆောင်ရှိတယ်ဒီလိုအုပ်တဲ့အုပ်ဆောင်နိအဲ့ဒီအုပ်ဆောင်ကိုပြောင်းပြန်နိုင်တော့သူတငယ်ကြီးတွေကြည့်နေကြတန်းစီတာပဲအုပ်ဆောင်သုံးလေးလုံးနဲ့ဘာကြီးကဘာလုပ်ထားလဲအသာကြီးသွားချောင်းကြည့်တဲ့ခါကျတော့ဘယ်ဟုတ်လဲအဲ့ဒီအပေါက်ကနေကြည့်ရင်တရားတွေပြေးနေတာမြင်ရတယ်ကွာတန်မုံတီကတီးကြတယ်အဖိုးဖွေးတွေမမဲတွေဟာပြေးနေလွှမ်းနေဆိုအဲ့လိုမြင်နေရတာမယုံလို့ရှိရင်အဲ့ဒါသားသူတို့လုပ်ကြည့်နော်အဲ့တရားသစေမြင်ရတဲ့နီးပဲနောက်တနည်းရှိသေးတယ်ကွာနော်အဲ့ဆရာကြီးတယောက်ကအဲ့တရွာနဲ့တရွာသွားတဲ့ခါကျတော့တရားကလေးလေးတွေတရားကလေးတွေကအဘရဲ့အဲ့ရှိရွာမှာကျွန်တော်အမေကိုတွေ့လို့ရှိရင်ပြောလိုက်ပါသားတို့ဗိုက်စာနေပြီးအမြန်ပြန်လာခဲ့ပါလို့ပေါ့ဟာရောမင်းတို့အမေကိုငါဘလို့မြင်ရမလဲငါတို့ကတရားသစေမြင်နိုင်တဲ့လူမှမဟုတ်ပဲပေါ့အဲ့ဒါကိစ္စမရှိဘူးဆိုညောင်မင်းကြီးအောက်မှာပေါက်တဲ့ညောင်မင်းလေးကိုဆွဲထုတ်ပလိုက်တာအဲ့ဒါလေးကိုမျက်စိကိုကွင်းသွားဆိုဆရာကြီးအများလေးကိုမျက်စိလေးကွင်းသွားလိုက်တာဟိုကျတော့အဲ့မြင်ရတယ်တဲ့တရားမကြီးကဟိုမှာလိုက်ပြီးအစာရှာနေတာပေါ့ကွာအားနဲ့ပြောတယ်ဟဲ့တရားမနှစ်ကလေးတွေမှာဗိုက်စာနေပြီနင်အမြန်လာပါလို့ပြောတယ်ဆိုဟုတ်လားဟာဒီမောင်ရှင်ရမလို့ဖြစ်လို့ကျမကိုမြင်ရလဲပေါ့ငါဒီဆေးမြင့်လေးကိုနိုင်ထားလဲဆိုဇက်ဆိုလူသွားတဲ့အဲ့ညောင်မကြီးအောက်မှာညောင်မလေးပေါက်တဲ့အပင်ကတော်တော်ရှားတယ်ကွာနော်ညောင်မဆိုတာဒီတစ်ပင်ပေါ်တာတက်ပေါက်တာညောင်မကြီးအောက်မှာအပေါက်တာတော်တော်ရှားတယ်တကယ်လို့ပေါက်ခွဲလို့ရှိရင်နှုတ်ထားတော့အမတန်အဖိုးတန်တယ်ဒီပင်ဆေးနီးတွေလည်းအများကြီးသုံးလို့ရတယ်အညောင်မကြီးအောက်ကညောင်မလို့သွေးပြီးမျက်စိမှာကွင်းလဲတရားသစေကိုမြင်ရတယ်လို့သားသမီးတို့ဒါတော့ဘာကြီးဘုဟုတုတ္တလေးပါနော်အားလုံးကျမ်းမှာချမ်းသာကြပါလူဝဆန္ဒပြေပါကြပါစေ